ကြာခင်မှာ Sales Park မှာနော် Premier League ဖလားကိုမြောက်ပါတော့မယ် ရောက်ပါတော့မယ် အဓိကတော့ကျွန်တော်ကြောင့်ပါတယ်ကျွန်တော်ကပြောပြတယ်သူ Arsenal ပတ်သက်ပြီးတော့တမိုင်းကြောင်းကအစဘလို့ရှိခဲ့တယ်ဘလို့ drama တွေရှိခဲ့တယ်ဒီ Arsenal အသင်းကြောင့်ငိုလဲငိုခဲ့ရတယ်ပျော်လဲပျော်ခဲ့ရတယ်ဘလို့ဖြစ်တည်လာသူ့အကုန် knowledge ရှိထည့်ပြီးတော့သူကအရင်လောက passion ဖြစ်ပြီးတော့ Arsenal မှာ Arsenal ဖြစ်နေတယ် And my heart will leave you never ပြောရရတယ်ကျွန်တော်လည်းသူနဲ့အတူတူကြည့်ရပွဲဆိုရှုံးတာများတယ်နောက်ကျွန်တော်သူနဲ့အတူတူကြည့်ရအိမ်မှာတပွဲနှစ်ပွဲဆိုလဲအဲ့လိုပဲရှုံးတယ်နောက်ဆုံးကျွန်တော်တို့ဒီ title race အတွက်ကိုတကယ်ဘယ်လိုပြောမလဲအဆုံးဖြတ်ပေးမဲ့ပွဲပေါ့နော် West Ham နဲ့ပွဲမှာတော့လည်းအတူတူကြည့်နေတဲ့မိနစ်60လောက်ကြာငဲလို့တခုမလုပ်ပါလားလို့ဘိုးလေးကသွားစားလဲစားမစားလဲအိတ်တော်လို့ကိုဆက်ကြည့်ပါရတော့မယ်လို့သူကလည်းအားတယ်သူကသိတယ်သွားတော့မယ်နော်တဲ့ဆက်ကြည့်လိုက်တော့တဲ့ father ကြီးနဲ့ okay တော့ဆက်ကြည့်မယ်လို့ကြည့်ပြီးတော့မကြောက်10မိနစ်နေတော့ဂိုးသွင်းတာပဲဆိုတော့အဲ့ဒီဘောက်ချာလေးတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတွေဘာတွေကအခုရေးမကြည့်တော့ပါဘူးကွာကျွန်တော်မလာရပါဘူးဆိုတော့လေးစီပါ